အာနာရှင်တွေရဲ့ရှေ့မှာဒူးမထောက်တတ်တဲ့စစ်သားဟောင်းကနာမတရားမှုကိုလက်သီးနဲ့ချေမှုန်းမဲ့စာရိုင်နိုဒူရဲ့ဇလန်းအစအဆုံးကိုဒီဗီဒီယိုတစ်ခုထဲမှာကြည့်ရှုလိုက်ရအောင်ဇလန်းအစမှာတင်ကာနာရဲ့မတရားမှုကိုတီးမခံတတ်တဲ့ဇယိုက်ကိုမြင်တွေ့ရပါတယ်သူဟာစစ်တပ်ကနေအနားယူထားသူတယောက်ဖြစ်ပြီးသူ့ရဲ့နေထိုင်မှုပုံစံကအရက်သားနဲ့မတူဘဲစီကံကြီးပြီးပြစ်သားပါတယ်ပထမဆုံးတိုက်ခိုက်ရေးအခန်းမှာတင်ဒေတာခန်လူမိုက်တစုကတာမန်ပြည်သူတွေကိုနှိပ်စက်နေတာကိုကာနာကတယောက်တည်းဝင်ရောက်နှိမ်နင်းပြပါတယ်ဒီနေရာမှာအလူအာဂျွန်ရဲ့ action style ကအရန်ကိုကြမ်းတမ်းပြီးတတ်မှတ်ထားတဲ့ဥပဒေကအလုံးမဖြစ်ရင်ငါလက်တီးကပဲဥပဒေဆိုတဲ့ပုံစံမျိုးနဲ့ပွဲထွက်လာပါတယ်ကာနာရဲ့အဖေဦးမာပါတီဟာအစိုးရအရာရှိကြီးတဦးဖြစ်ပြီးဥပဒေပေါင်းအတွင်းကပဲလှုပ်ဆောင်ခြင်းသူပါဒါကြောင့်လည်းအမြဲတမ်းပြဿနာရှာပြီးလူရိုက်နေတတ်တဲ့တားဖြစ်သူကာနာနဲ့အမြဲတမ်းစကားများရပါတယ်ဒါပေမဲ့ကာနာရဲ့ဦးလေးကတော့ကာနာဘက်ကနေအမြဲရှိနေပေပြီးသူ့ရဲ့တူဖြစ်သူလုပ်ရက်တွေကိုထောက်ခံအားပေးတတ်ပါတယ်အိမ်မှာတော့ကာနာကပျော်ပျော်နေတတ်ပြီးမိသားစုကိုချစ်တဲ့တားကောင်းတစ်ယောက်ဖြစ်ပေမဲ့အပြင်ထွက်ရင်တော့လူမိုက်တွေအတွက်ငရဲမင်းတစ်ပါးလိုပါပဲကာနာတယောက်ပြည်နယ်ဝန်ကြီးချုပ်ရဲ့တမီးဖြစ်သူဟန်စီတာရက်ဒီနဲ့ဆုံတွေ့ပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်ဟန်စီတာကဒေတာခန်အမတ်တယောက်ဖြစ်ပြီးအရန်ကိုစီကန်းကြီးတဲ့အမျိုးသမီးပါကာနာကသူမရဲ့စရိုက်ကိုသဘောကျပြီးနောက်ယောင်ခံလိုက်ရင်းနဲ့ချစ်ရေးဆိုဖို့ကြိုးစားပါတော့တယ်ဒီအခန်းတွေမှာတော့ကာနာရဲ့ဟာတာနော်တဲ့အပြောဆိုတွေနဲ့ကတရင်ထရီဆာရဲ့တည်ငြိမ်တဲ့တရုပ်ဆောင်ချက်တွေကိုတွေ့ရမှာပါကာနာကသူဟာလူမိုက်တွေကိုရိုက်နှက်နေတဲ့သူမဟုတ်ပဲလူကောင်းတစ်ယောက်ဖြစ်ကြောင်းသက်သေပြဖို့ကြိုးစားရင်းဟန်စီတာရဲ့စိတ်ကိုပြောင်းလဲအောင်လှုပ်ဆောင်ပါတယ်ကာနာနဲ့ဟန်စီတာတို့ရဲ့ပတ်သက်မှုကအစဉ်ပြေစားပြုလာချိန်မှာပဲမမျှော်လင့်ပဲမဟာလက်ရှ်မီဆိုတဲ့အမျိုးသမီးလေးတစ်ယောက်ကာနာရဲ့နေမြေထဲကိုအပြင်းထန်တန်ရာတွေနဲ့ထွက်ပြေးလာပါတယ်အဲ့ဒီချိန်ဘိုင်ယန်တနုရှိရဲ့ကြောက်စရာကောင်းတဲ့စရိုက်ကိုမြင်တွေ့ရမှာပါသူကပြည်နယ်ဝန်ကြီးချုပ်ရဲ့သားဖြစ်ပြီးအာနာကိုလက်တလုံးချအတုံးချတတ်သူပါတနုရှ်ကသူ့ကိုတခွန်းပြန်ပြောတဲ့သူနဲ့သူ့လမ်းကိုပိတ်တဲ့သူမှန်သမျှကိုရရက်ဆက်ဆက်တက်ဖြတ်တတ်ပါတယ်အထူးသဖြင့်လက်သမားတွေရဲ့မြေယာတွေကိုသိမ်းယူတဲ့အခါမှာမလိုက်နာတဲ့သူတွေကိုမြင်မြုပ်တတ်တဲ့အထိရုံမာပြပါတယ်သူ့ရဲ့ခက်ချေချေစကားတခွန်းကတော့ငါကအမိတ်ပေးဖို့မွေးလာတာနားထောင်ဖို့မွေးလာတာမဟုတ်ဘူးဆိုတာပါပဲဒဏ်ရာတွေနဲ့ရောက်လာတဲ့မဟာလက်ရှ်မီကိုကာနာကကဲတင်လိုက်ပြီးနောက်သူမရဲ့ဝမ်းနည်းစရာတိတ်ကိုတိလိုက်ရပါတယ်သူမရဲ့အဖေဟာရွာသူရွာသားတွေဘက်ကရက်တီပေးလို့တနုရှိရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရတာပါကာနာဟာမဟာလက်ရှ်မီကိုကာကွယ်ပေးရင်းနဲ့သူမအပေါ်တန်ရောစင်တိုးလာပါတယ်အရင်ကဟန်စီတာကိုလိုက်ခဲ့ပေမဲ့အခုတော့မဟာလက်ရှ်မီရဲ့ဒုက္ခတွေကိုမြင်ပြီးနောက်မှာသူမအတွက်တရားမျှတမှုရှာပေးဖို့ပိုအရေးကြီးလာပါတယ်ဒီနေရာမှာကာနာကမင်းကိုထိဖို့ဆိုရင်ငါအလောင်းကိုအရင်ကြော်သွားရမယ်ဆိုတဲ့ခက်မိုက်မိုက်စကားနဲ့သူမကိုအားပေးနေပါတယ်ကာနာကတနုရှိရဲ့လူတွေကိုရိုက်နှက်လိုက်တဲ့အခါမှာသူ့အဖေဦးမာပါတီကအရန်စိုးရိမ်သွားပါတယ်တနုရှိရဲ့အာနာကအရန်ကြီးတာကြောင့်သူ့သားအသက်အန္တရာယ်ဖြစ်မှာကိုကြောက်နေတာပါဒါပေမဲ့ကာနာရဲ့ဦးလေးကတော့ငါတူကချင်းသေးပဲချင်းသေးကခွေးအုပ်ကိုကြောက်စရာမလိုဘူးဆိုပြီးကာနာဘက်ကရက်တီပေးပါတယ်ကာနာကလည်းသူ့ဖေကိုအဖေတရားဥပဒေကမျက်စိမိတ်ထားရင်ကျွန်တော်လက်တီကမျက်စိဖွင့်ပေးရလိမ့်မယ်လို့ပြန်ပြောတဲ့အခန်းကအရန်ကိုအားရစရာကောင်းပါတယ်တနုရှ်ကမဟာလက်ရှ်မီကိုဖမ်းဖို့သူ့ရဲ့လူမိုက်အလုံးအရင်ကိုလွှတ်လိုက်တဲ့အချိန်မှာကာနာဟာတယောက်တည်းနဲ့လူယောက်100ကျော်ကိုရင်ဆိုင်ပြလိုက်ပါတယ်ဒီတိုက်ပွဲမှာကာနာကတာမန်ရိုက်တာမျိုးမဟုတ်ပဲမင်းတို့သခင်ကိုတွားပြောလိုက်ကာနာလာနေပြီလို့ဆိုပြီးစိန်ခေါ်လိုက်ပါတယ်ဘိုင်ယန်တနုရှ်ကကာနာကိုတိုက်ရိုက်မရှင်နိုင်တဲ့အခါသူ့ရဲ့အကျင့်တိုင်းကာနာရဲ့မိသားစုကိုပြစ်မှတ်ထားလာပါတယ်ကာနာရဲ့အဖေဦးမာပါတီကိုလူအများရှိမှအဆက်ခွဲဖို့ကြိုးစားပြီးကာနာကိုတူးထောက်ခိုင်းပါတယ်ဒီနေရာမှာကာနာရဲ့အဖေကတားဖြစ်သူကိုကြည့်ပြီးငါသားမင်းကတရားမျှတမှုဘက်ကရက်တည်နေတာငါအတွက်နဲ့မင်းရဲ့ဂုဏ်သိက္ခာကိုအကြဆုံးမခံနဲ့လို့အားပေးပါတယ်ကာနာကလည်းသူ့အဖေကိုပြန်ပြောတဲ့ခမိုက်မိုက်စကားတခွန်းကတော့အဖေကျွန်တော်တူးထောက်တာကအဖေတို့ဘေးကင်းမှုအတွက်ပဲဒါပေမဲ့ကျွန်တော်လက်သီးတွေကတော့ဒီကောင်တွေကိုခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာပါပဲတိုက်ပွဲတွေပြင်းထန်နေချိန်မှာမဟာလက်ရှ်မီကကာနာကိုစိုးရိမ်တကြီးနဲ့တားပါတယ်ဒါပေမဲ့ကာနာကသူမကိုကြည့်ပြီးငါမှတာဝန်ရှိတယ်မင်းရဲ့အဖေအတွက်တင်မဟုတ်ပဲဒီနေမြေကနှိမ့်ဆက်ခံနေရတဲ့သူတွေအားလုံးအတွက်ငါဒီကောင်တွေကိုရှင်းပြရမယ်လို့ကတိပေးပါတယ်ဒီနေရာမှာမဟာလက်ရှ်မီကကာနာရဲ့တတိကိုယုံကြည်သွားပြီးသူမရဲ့အချစ်စစ်ကိုထုတ်ဖော်ပြသခဲ့ပါတယ်တနုရှ်ရဲ့ဂေဟာထဲကိုကာနာတယောက်တည်းဝင်သွားတဲ့အချိန်တနုရှ်ကသူ့ရဲ့လက်နက်ကင်အဆောင်ရှောက်တွေနဲ့ကာနာကိုဝိုင်းထားလိုက်ပါတယ်ကာနာကတနုရှ်ကိုကြည့်ပြီးမင်းမအာနာရှိတယ်ငါမှတော့ခွန်အားရှိတယ်ဒီနေ့မင်းရဲ့အာနာကငါလက်တီအောက်မှာပြတ်ဖြစ်သွားစေရမယ်လို့ပြောပြီးစတင်တိုက်ခိုက်ပါတော့တယ်ဒီအရှင်ကမ်းမှာအလူအာဂျွန်ရဲ့ကြွတ်သားမှုအထစ်တွေနဲ့ကြမ်းတမ်းတဲ့ရိုက်ချက်တွေကအားရစရာပါတနုရှ်ကနောက်ဆုံးအချိန်ထိမမချပဲငါကဝင်ကြီးချုပ်သားကွာမင်းငါကိုဘာလို့ရဲလဲလို့အော်ဟစ်နေပေမဲ့ကာနာကမင်းကဘသူသားပဲဖြစ်ဖြစ်လူသက်သမားဆိုရင်တော့တေးရမှာပဲလို့ပြက်ပြက်တသားတုတ်ပြန်လိုက်ပါတယ်နောက်ဆုံးတော့ကာနာဟာတနုရှ်ကိုအပြက်ရှင်းလိုက်ပြီးနေမြေတစ်ခုလုံးကိုငြိမ်းချမ်းစေခဲ့ပါတယ်ကာနာရဲ့အဖေကလည်းတားဖြစ်သူရဲ့လုပ်ရက်ဟာမှန်ကန်ကြောင်းလက်ခံသွားပြီးဂုဏ်ယူဝင်းကြွားစွာနဲ့ကြည်နေပါတယ်ကာနာကမဟာလက်ရှ်မီနဲ့လက်တွဲပြီးလူလူကြားထဲမှာတရားမျှတမှုကိုဆက်လက်ကာကွယ်ပေးမဲ့စာရိုင်တို့တူလူမှန်လူတော်အဖြစ်ရည်တည်သွားပါတော့တယ်ခင်ဗျာကဲဒါကတော့မတရားမှုကိုလက်သီးနဲ့အဆုံးစီရင်ပြခဲ့တဲ့စစ်သားဟောင်းကာနာရဲ့စာရိုင်တို့တူဇလန်အစအဆုံးပဲဖြစ်ပါတယ်အာနာရှိတိုင်းလူတက်လို့ရတယ်လို့ထင်နေတဲ့ဘီလိန်တနုရှ်ကိုကာနာကထိုက်တန်တဲ့အဖြစ်ပေးမှုနဲ့အဆုံးတက်ပေးလိုက်နိုင်တာကတော့တကယ်ကိုအားရစရာပါအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင် recap ဗီဒီယိုတွေကိုအသေးစိတ်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel ကိုအခုပဲ subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့နောက်ထပ်တင်မဲ့ဗီဒီယိုတွေကိုလက်မလွတ်ရအောင်လဲဘေးကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးအားပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်